အေးစီတောင်းစရာမလိုပဲညဘက်နေ့ချက်ချအိပ်ပျော်စီမဲ့တဘာဝအစားအစာငါမျိုးညဘက်မျက်စိကြောင်နေသလားဒီငါမျိုးတဲ့ကတခုခုကိုအိတ်ခါနေစားကြည့်လိုက်ပါညဘက်တွေဆိုဖုံးလည်းမကြည့်ပဲနဲ့ဘာလို့အိမ်မရဖြစ်နေတာလဲတကယ်တော့တိတ်ခဏကိုမှအိတ်ဆက်ချင်းကိုကူညီပေးတဲ့မက်လတိုနင်ဟော်မုန်းထွက်ဖို့အစာအိမ်ကအကူအညီလိုနေတာပါအေးစီတောင်းစရာမလိုပဲချက်ချင်းအိပ်ပျော်စီမဲ့အစားတောက်တွေကိုအခုပဲတွတ်ပြပါမယ်အိတ်ဆက်ချင်းကိုဖိတ်ခေါ်တဲ့အာဟာရဓာတ်များကျွန်တော်တို့ခန္ဓာကိုယ်ကအာယုံကြောတွေကိုအနာပေးဖို့မက်ဂနီဆီယမ်နဲ့ထရစ်ပတိုဖန်ဆိုတဲ့ဓာတ်တွေလိုအပ်ပါတယ်။ဒီဓာတ်တွေကအုံနောက်ကိုအခုနားလို့ရပြီလို့အချက်ပေးရကြောင်းစိတ်ကနူးနေတာကိုရက်တန့်စေပြီးအိတ်ဆက်ချင်းစက်ဝန်းထဲကိုအမြန်ဆုံးခေါ်ဆောင်သွားပေးရပါ။ Anti-fight superfood အိပ်ပျော်စေသောအစာ၅မျိုးအခန်းနေစားတဲ့သောအရာများ၁နော်နုပူပူတစ်ခွက်နော်နုမှာပါတဲ့ထရစ်ပတိုဖန်ကအုံနောက်ကိုစိတ်ရည်လက်ဤဖြစ်စေပါတယ်။ကြားရည်လေးနဲ့ထိန်ပိုကောင်းပါတယ်။နှစ်အမပြောသည်သူ့မှာမက်ဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ကျော်ဝလို့ညောင်းညနေတဲ့ကြတားတွေကိုအမြင့်ဆုံးအနာပေးနိုင်ပါတယ်။၃တစ်ကြသည်သူကမက်လက်တိုနင်ဟော်မုန်းကိုဓာတ်ရိုက်ထုတ်ပေးနိုင်တဲ့အကောင်းဆုံးအစိအစံပါ။၄ကမ်မိုမိုင်းတီချာမိုမိုင်းတစ်ဖိကဖင်တန်လိုဝမပါပဲစိတ်ဖြစ်စီမှုဟော်မုန်းတွေကိုရှော့ချပေးပါတယ်။၅ကီဝီတီနိုင်ကန်နီကီဝီတီနှလုံးစားပေးပုံမြင်မြန်နဲ့အပုံနဲ့နှိစက်ချအိပ်ပျော်စီတယ်လို့သူရေသနာတွေကဆိုပါတယ်။ရှောင်ရည်များညဘက်ဓာတ်တွေတော့လုံးဝမစားပါနဲ့။ဒါပေမဲ့သတိထားရမှာကအိတ်ခါနေအရင်ဆက်တာတွေအစီများတွေစားရင်တော့ရင်ပူပြီးအိမ်မရဖြစ်တတ်ပါတယ်။နောက်ပြီးအိတ်ခါနေ6နာရီအတွင်းကော်ဖီနဲ့လက်ဖက်ရည်ကိုလုံးဝရှောင်ရပါမယ်။ Quit routine အိပ်ပျော်စေမဲ့အလေးအကျင့်အိတ်ဆက်ချင်းကိုပြင်ဆင်ပါအိတ်ခါနေတနာရီအလိုမှာအပေါ်ကအစားအစာတစ်မျိုးမျိုးကိုစားပေးပါပြီးရင်ဖုန်းကိုအဝေးမှာထားလိုက်ပါအခန်းမိကိုမမောင်လေးထားပေးရင်တင်အုံနောက်ကမလက်တိုနင်တွေအများကြီးထုတ်ပေးပြီးနှိစက်ချအိပ်ပျော်သွားပါလိမ့်မယ်မင်းရောညဘက်အိမ်မပြောရင်ဘာလုပ်တယ်လဲအေးဝါမှကျမကြီးကကောင်းမှာပါခမရောညဘက်အိမ်မပြောရင်ဘာစားလေးရှိလဲကွန်မန့်မှာပြောပြခဲ့ဦးနော်ဒီဗီဒီယိုလေးကိုညတိုင်းဖုန်းပို့ပြီးအိမ်မရဖြစ်နေတဲ့တငယ်ချင်းတွေစီ share ပေးလိုက်ပါအောင်ကျမကြီးဘူးသူတရတွေအတွက် follow လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်